ဇလန်းဆောင်မှာတော့လျှို့ဝှက်တဲ့ခွဲခန်းတစ်ခုထဲမှာမိန်းကလေးတစ်ယောက်ဟာသတိရလာပြီးသူ့ကိုယ်သူဘယ်သူလဲဆိုတာဝေဝါးနေတယ်လို့သူ့ရဲ့ mission ကဘာလဲဆိုတာကိုပါမေးခွန်းထုတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလျှို့ဝှက်စမ်းကြဲတဲ့အတန်ရှင်တူကသူ့ကိုတွေးတောက်ခိုင်းပြီးတွေးဆိုတာဒီတိုင်းလိုချင်းတက်တဲ့ယန္တနာတစ်ခုဖြစ်လာမယ့်အကြောင်းပြောပြပါတယ်။ဒါအပြင်သူ့ရဲ့အမုန်းတရားတွေကိုမမေ့ဖို့နဲ့ရန်သူကိုသူ့ရှေ့မှာဒူးထောက်လာအောင်လုပ်ရမယ်ဆိုပြီးအမိန်ပေးစေခိုင်းလိုက်တာကိုတွေ့ရပါတယ်။ထူးခြားတဲ့သွေးပိုင်ရှင်ကောင်မလေး This is the girl you've been looking for. ဒီမရှင်ရဲ့အဓိကတော့ချက်ကတော့သူတို့ရှာဖွေနေတဲ့ကောင်မလေးတယောက်ပါပဲသူမဟာတာမန်သွေးကြုံတယောက်မဟုတ်ပဲကလေးတယောက်လိုထူစင်တဲ့အပြင်သူမရဲ့သွေးထဲမှာထူးခြားတဲ့အရေးသွေးတွေရှိနေပါတယ်ထူးခြားဆုံးကတော့သူမရဲ့သွေးကဘလိုတန်ရာမျိုးကိုဆိုပေးနိုင်စွမ်းရှိနေတာပါပဲဒီချက်ကိုသိလိုက်ရတဲ့ဇက်လိုက်မင်းသားကသူ့ရဲ့ဒဏ်ရာကိုကုသဖို့အတွက်ဒီကောင်မလေးရှိရာကိုသွားပြီး Someone snatched the blood servant? What the hell are you doing here now? Go and get her! ထိတိုက်တွေးဆောင်ခြင်းဒါပေမဲ့ကောင်မလေးကိုခေါ်ထုတ်ဖို့စ조사တဲ့အချိန်မှာပဲအခြေအနေတွေရှုပ်ထွေးသွားပါတယ်။သွေးကြုံအလူခံလိုက်ရပြီဆိုပြီးအဆောင်တွေဆူညံသွားသလိုသေးဆုပ်ဖို့ကောင်မူဆိုးတွေနဲ့ပါထိတိုက်တွေးပါတော့တယ်။တိုက်ခိုက်နေရင်မင်းသားရဲ့ဒဏ်ရာဟောင်းတွေပြန်ကြွလာခဲ့ပြီးအခြေအနေမဟန်ဖြစ်လာပါတယ်။ဒီအချိန်မှာကောင်မလေးကမင်းသားဟာသွေးဆုပ်ဖို့ကောင်တကောင်မှန်းတည်သွားပြီးကြောက်လန့်တကြားနဲ့သူ့နားကနေထွက်သွားဖို့ဝေးနေဖို့အော်ဟစ်ပါတော့တယ်။ဇလန်းရဲ့ဒီအပိုင်းမှာတော့ဘယ်သူမှအရာအလုံးကိုမသိနိုင် That better be true. ဒီဆိုတဲ့စကားနဲ့အတူလျှို့ဝှက်ချက်တွေရှိနေသေးကြောင်းအရေးအမြွက်ပြရင်းဇက်ရှိန်မြင့်တက်လာပါတယ်။